Sagittarius လေးတွေကအပိုင်း၃ပိုင်းကွဲနေတာသိကြလားမသိသေးဘူးဆိုလို့ရှိရင်အမှကဒီနေ့Sagittarius cup လေးတွေအကြောင်းအမှလာပြီးပြောပြပေးသွားပါမယ်ပုံမှန်အားဖြင့်နိုဝင်ဘာ23ကနေပြီးတော့မှဒီဇင်ဘာ21အဲ့ဒီကြားကာလမွေးဖွားတဲ့သူလေးတွေက Sagittarius လေးတွေဖြစ်ပါတယ်အဲ့ဒီလိုမျိုးအပိုင်း၃ပိုင်းကွဲသွားခြင်းအားဖြင့်သူတို့ရဲ့ character လေးတွေစိတ်နေသဘောထားလေးတွေအဲ့လိုမျိုးအနည်းငယ်ပြောင်းလဲတာလေးရှိပါတယ်ကိုက Sagittarius တဲကဘယ်အပိုင်းမှာပါရလဲသိချင်တယ်ဆိုလို့ရှိရင်တော့အမဗီဒီယိုကိုအဆုံးထိကြည့်သွားပေးနော်အပိုင်း1နိုဝင်ဘာ18ကနေပြီးတော့မှနိုဝင်ဘာ24 Scorpio Sagittarius cup လေးတွေဖြစ်ပါတယ် Cusp for Revolution တော်လန်ပြောင်းလဲခြင်းနဲ့နမိတ်ပွားလေးဖြစ်ပါတယ် Scorpio ရဲ့စိတ်သက်ပြင်းထန်တဲ့ character Sagittarius လေးတွေကလွတ်လပ်မှုကိုမြတ်နိုးတဲ့ character အဲ့ဒီ character 2မျိုးပေါင်းစပ်ထားတာဖြစ်ပါတယ်ခံယူချက်ပြင်းထန်တဲ့စွန့်စားရတာကိုဝါသနာပါတယ်ကိုယ့်အကိုယုံကြည်ချက်မြင့်မာတယ်မကြောက်မရွံ့ပြောဆိုတတ်တဲ့ character လေးတွေရှိပါတယ်အားသာချက်ကတော့ရိုးသားတယ်ပွင့်လင်းတယ်ရီမန်းချက်ကြီးတယ်ဘဝတုဒ္ဒရှာဖွေလိုစိတ်ပြင်းပြတတ်ကြပါတယ်အားနည်းချက်လေးတွေကတော့ကိုကတဲ့လို့ပြောဆိုတတ်လို့တစ်ဖက်လူနာကျင်ရတာမျိုးလေးတွေဖြစ်တတ်ပါတယ်အပိုင်း2နိုဝင်ဘာ25နေပြီးတော့မှဒီဇင်ဘာ19 Sagittarius စစ်စစ်ကြီးတွေဖြစ်ပါတယ်လွတ်လပ်မှုကိုမြတ်နိုးတယ်ချုပ်ချယ်မှုကိုမုန်းတတ်တဲ့သူလေးတွေပါခရီးသွားတာတွေနေရာတစ်ရှာဖွေတာတွေကိုကြိုက်ကြတဲ့သူလေးလည်းဖြစ်ပါတယ်အကောင်းမြင်ဝါဒရှိတတ်တဲ့သူလေးတွေပါဘယ်အရာပဲဖြစ်ဖြစ်အဆင်ပြေသွားမှာပါဆိုတာကသူတို့ရဲ့စောင့်ပုံလေးဖြစ်ပါတယ်ပွင့်လင်းတတ်ကြပါတယ်ပျော်ပျော်နေတတ်ကြပါတယ်ဟာသညံလည်းရှိပြီးတော့မှလူမှုဆက်ဆံရေးလည်းကောင်းတတ်တဲ့သူလေးတွေဖြစ်ပါတယ်အပိုင်း3ဒီဇင်ဘာ18ကနေပြီးတော့မှဒီဇင်ဘာ24 Sagittarius Capricorn cup လေးတွေဖြစ်ပါတယ် Cusp for Prophecy ကြိုတင်သိမြင်နိုင်စွမ်းရှိတဲ့နနမိတ်ဘွားလေးတွေဖြစ်ပါတယ် Sagittarius ရဲ့စိတ်ကူးရင်နာ Capricorn ရဲ့လက်တွေ့ကြတာအဲ့ဒီ2မျိုးပေါင်းစပ်ထားတဲ့ character မျိုးရှိပါတယ်စိတ်ကူးရင်အိမ်မက်ကကြီးသလိုအဲ့ဒီစိတ်ကူးရင်အိမ်မက်ကြီးကိုလက်တွေ့အကောင့်ထဲဖော်နိုင်စွမ်းလည်းရှိပါတယ်အားသာချက်ကတော့အလုပ်ကြိုးစားတယ်ရေရှည်စီမံကိန်းချတာတော်တယ်ယုံကြည်စိတ်ချတဲ့သူလေးလည်းဖြစ်ပါတယ်အားနည်းချက်ကတော့အလုပ်ကြီးပဲဖိလုပ်တတ်လို့တစ်ခါတလေအနားယူဖို့လည်းမိနေတတ်ပါတယ်ဒီနေ့အမှပြတ်ပေးသွားတော့ Sagittarius cup လေးတွေရဲ့အကြောင်းဖြစ်ပါတယ်တခြားရာသီကွန်လေးတွေရဲ့ cup လေးတွေအကြောင်းကိုသိချင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးတွေလုပ်သားပေးလို့ရပါတယ်ရှင့်